တော်သားလူလူတာဇန်လူလူနဲ့ခိုးဆိုတဲ့ကောင်လေးကမင်ဂိုလို့ခေါ်တဲ့မြောင်နဲ့တော်လင်းတနေရာမှာအတူရှိနေခဲ့ပါတယ်။အဲ့ဒီညမှာပဲမျိုးနွယ်စုအခမ်းအနားကျင်းပခဲ့ပြီးမြဲခိုးကသူတို့မျိုးနွယ်ဝင်မဟုတ်ပဲကလေးပေါက်စအရွယ်တွေကမြက်ခင်းတွေကြားမှာရှာတွေ့ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူ့ကိုတွေ့ခဲ့တဲ့အချိန်မှာအနီအောင်ခရစ်စတယ်တစ်လုံးကလည်းအနားမှာရှိနေခဲ့တာကြောင့်မျိုးနွယ်စုခေါင်းဆောင်ကသူ့ရဲ့မိဘအစ်စ်တွေကိုရှာဖွေဖို့အရွယ်ရောက်လာတဲ့ခိုးကိုလွှတ်ပေးလိုက်ပါတယ်။အဲ့အချိန်တွင် Tartakov မျိုးပေါ်မှာတော့ Rangers တွေကအင်အားကြီးတဲ့ Orc တွေကိုအတူပူးပေါင်းရင်ဆိုင်နေကြပြီမဲ့ရန်သူတွေကအရင်လိုတကောင်လည်းမလာပဲနှစ်ကောင်ပေါင်းလှုပ်ရှားနေကြတဲ့အတွက်9ယောက်မြောက် Ranger ကိုမဖြစ်မနေလိုအပ်လာပြီဖြစ်ပါတယ်။တော်သားမျိုးခိုးကလည်းလမ်းမှာတွေ့သမျှလူတိုင်းကိုမိသားစုတပ်ပုံပြပြီးလိုက်မေးပေမဲ့တယောက်မှမသိကြတဲ့အတွက်လူတွေကားတွေပြောက်တော့ပေါ်များတဲ့ဒီမျိုးမှာကောက်ရိုးပုံနဲ့အပြောက်ရှာရတော့မှာဖြစ်ပါတယ်။ခိုးနဲ့ပန်းချမ်းမှာတွေ့ခဲ့တဲ့ခွေးလေးကိုတော့ဦးချောင်းချောင်းလူနှစ်ယောက်ကဖမ်းခေါ်သွားတဲ့အတွက်ခွေးရောက်တန်ကိုကြားရတဲ့ခိုးကလည်းကားနားကိုချစ်ချင်းပြေးလိုက်လာခဲ့ပါတယ်။တခြား terrorist တွေကိုပါဖမ်းထားတဲ့ဂိုဒေါင်ထိလိုက်ပြီးအကုန်လုံးကိုလှုပ်ပေးလိုက်တဲ့အချိန်အဲ့ဒါကိုလည်းတယောက်ယောက်ကစောင့်ကြည့်နေပါတယ်။တကယ်တော့အကောင်ပလောင်တွေကိုလိုက်ဖမ်းနေတဲ့နှစ်ယောက်ကလူမဟုတ်ပဲကဘာပေါ်မှာတောင်တင်နေတဲ့အော့နှစ်ကောင်ဖြစ်လို့သူတို့လိုနောက်တစ်ယောက်ကိုမြင်လိုက်တာနဲ့ခေါင်းဆောင်ဖြစ်သူကဘာပေါ်ကိုပြန်ရောက်လာပြီဆိုတာသိလိုက်ကြပါတယ်။လမ်းဘေးမှာအိပ်ပျော်နေတဲ့ခိုးစီကိုတော့ Rangers တွေကရောက်လာပြီးသူတို့နဲ့လိုက်ခဲ့ဖို့ခေါ်ကြပေမဲ့ခိုးကဦးကြောင်ကြောင်လုံးနေလို့စိတ်မရှိတဲ့ထေလာကအကြမ်းကြီးနဲ့တိတ်ပေးလိုက်ပါတယ်။ပြီးရင်တော့ခိုးတတိပြန်ရလာတဲ့အချိန်မှာတော့အေယာမတားရဲစက်ရုပ်ကြီးတွေရှိတဲ့နေရာကိုရောက်နေပြီးအဲ့လို sauce တွေထဲမှာတကောင်နဲ့ဖြစ်နေတဲ့အနီအောင် lion sauce ကိုတွေ့လိုက်ရပါတယ်။ဆက်စုတဲ့ခိုးလည်းချင်းတေနားကိုတက်ကြည့်တဲ့အချိန်ကျမှသူရောက်နေရကောင်းကင်ပေါ်ပြန်နေတဲ့ floating island ကျွန်းကြီးတစ်ခုအပေါ်မှာဆိုတာသိလိုက်ရပါတယ်။ Red Lion ကသူ့ကိုအနေရမပေးတဲ့ပြင်ငငယ်တွေက terrorist အနေနဲ့လက်ပွန်းတတိနေကြရလို့သူတို့ပြောတာကိုနားလဲတဲ့ခိုးကလည်းသူ့စီမှာရှိတဲ့ crystal က Red Lion sauce ကိုကိုစားပြုတာမှန်သိသွားခဲ့ပါတယ်။ကျွန်းရဲ့တာယာတဲ့နေရာလေးမှာတော့ Princess Sheila ဆိုတဲ့ဝေးရုပ်အဖြူနဲ့သူတယောက်ရှိနေပြီးသူတို့ရောက်နေတဲ့ကျွန်းကို Animarian လို့ခေါ်တဲ့အကြောင်းနဲ့ခိုးကလည်း Power Ranger Wild Force တွေရဲ့ leader အဖြစ်ရွေးချယ်ခံထားရတဲ့အကြောင်းရှင်းပြပါတယ်။ terrorist တွေရဲ့ဝိညာဉ်ကိုစောင့်ရှောက်သူတွေဖြစ် Taylor, Max, Danny နဲ့ Alyssa တို့၄ယောက်ကအောက်တွေရဲ့ရန်ကနေကာဝယ်ပေးနေရဖြစ်ပြီး terrorist တွေအပေါ်ကျင်နာတက်တဲ့နှလုံးသားနဲ့ခိုးကလည်းသူတို့တွေကတယောက်ဖြစ်လာရမယ့်အကြောင်းပြပြလိုက်ပါတယ်။ခိုးလို့ပဲသူတို့ကိုစီမှာလည်း crystal တွေရှိနေကြပြီးအဲ့အချိန်ဘေးနားမှာရှိတဲ့ရေအိုင်ကနေအော်တကောင်တောင်းကျမ်းနေရကိုမြင်လိုက်ကြတဲ့အတွက် Rangers တွေလည်းလူတလေးခိုးကိုပါခေါ်လာကြပါတယ်။ US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်။အောက်ကနှစ်ကောင်ကရေကာတာကြီးအနားမှာအစွမ်းကုန်တောင်းကျမ်းနေရကြောင်းပတ်ဝန်းကျင်မှာရှိတဲ့ terrorist လေးတွေအော်ဟစ်ပြေးသွားနေတဲ့အတန်ကိုခိုးကခန်းစားမိလိုက်ပါတယ်။သူတို့ကိုကယ်နိုင်မှုဆိုရင်ခိုးက Red Lion ရဲ့စစ်မှန်တဲ့ရွေးချယ်ခံတယောက်ဖြစ်လာဖို့လိုတဲ့အတွက်ထေလာက Ranger Smurfer Grow Phone တစ်ခုကိုပေးလိုက်ပြီးသူတို့လိုလိုက်လက်ဖို့ပြောလိုက်ပါတယ်။ပြီးရင်တော့တယောက်ချင်းစီကအယောင်တစ်မျိုးစီနဲ့ Ranger တွေအဖြစ်အသွင်ပြောင်းသွားခဲ့ပြီးထေလာကပြန်တန်းတက်ခိုက်နိုင်တဲ့ Yellow Eagle Rangers, Alyssa ကချွန်တက်တဲ့လက်သေးရှည်တွေနဲ့ White Tiger Rangers, Max ကပြက်ရှားတဲ့အစွဲနဲ့ Blue Shark Rangers, Danny ကကြီးမားတဲ့ခွန်အားနဲ့တူ Black Bison Ranger နဲ့သူတို့အားလုံးရဲ့ leader ခိုးကတော့ Red Lion Ranger အဖြစ် White Force တာဝန်ကိုထမ်းဆောင်ကြရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းရန်သူကအင်အားကြီးအော့နှစ်ကောင်တောင်ဖြစ်နေတဲ့အတွက် Rangers တွေလည်းတိုင်ပတ်နေတဲ့အချိန်ခိုးက Red Lion ရဲ့စကားတန်ကိုကြားလိုက်ရပါတယ်။ Only one can defeat two ဆိုတဲ့စကားကြောင့်သူတို့ရဲ့လက်နက်တွေကတခုတည်းအဖြစ်ပေါင်းစည်းရမယ်ဆိုတာသဘောပေါက်သွားခဲ့ပြီး White Tiger Button, Black Bison S, Blue Shark Fighting Fin, Golden Eagle Swords နဲ့ Red Lion Fan တို့က White Force Jungle Sword အဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်။ပြီးရင်တော့ပြေးတက်လာတဲ့အော့တကောင်ကို Serviceless ဆိုတဲ့တိုက်ကွက်နဲ့အနိုင်ယူနိုင်လိုက်တဲ့အတွက်ကျန်တဲ့တကောင်လည်းခွေးပြေးဝက်ပြီးပြေးနေရတော့ Toxica နဲ့ Jindred တို့ကရောက်လာကြပါတယ်။ Rangers တွေနောက်ကလိုက်လာကြတဲ့အချိန်မှာတော့အေယာမအောက်ကြီးဖြစ်နေရကြောင်းသူတို့ကြီးပဲရင်မဆိုင်နိုင်တော့တဲ့အတွက်ရှီလာက Crystal Saber တွေကိုအသုံးချဖို့နဲ့ Animarian က Wild Source တာရဲတွေကိုစင့်ခေါ်ဖို့သူ့ရဲ့လေဆွဲကတစ်ဆင့်အကြံလှမ်းပေးလိုက်ပါတယ်။ Rangers တွေလည်းရောင်စုံ Crystal တွေကိုအသီးသီးထည့်လိုက်ကြပြီးတဲ့နောက်သူတို့ရဲ့တက်ဆိုင်ရာ Wild Source တွေကတိုက်ပွဲမြင့်မြင့်စီကိုခြိတက်လာကြပြီးရန်သူအောက်ကိုဝိုင်းဝန်းတိုက်ခိုက်ကြပါတယ်။အဲ့ဒါတော့မှရန်သူကမလဲကြသေးတဲ့အတွက်သူတို့အလုံးပူးပေါင်းတိုက်ခိုက်ကြဖို့ဆုံးဖြတ်လိုက်ပြီး Rangers တွေနဲ့ Source တွေရဲ့အတူတကွတိုက်ခိုက်မှုကြောင့်အေယာမအောက်ကြီးကလည်းအဆုံးသတ်သွားခဲ့ပါတယ်။ဒါကတော့ Wild Force Power Ranger အပိုင်း1ဖြစ်ပြီးအပိုင်း2ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like, share, comment နဲ့ YouTube မှာလည်း subscribe တွေလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။ Brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်။